အပိုင်း3ဖုံးကွယ်ထားရသောလှုပ်ဝက်ချက်တီးရရွာကိုပြန်ရောက်တဲ့အခါနေဝင်ကြီးရောအချင်းရှိနေပါပြီသူယူလာတဲ့ဆေးမြစ်တွေကအိတ်ထဲမှာရှိနေပြီမဲ့သူ့ရဲ့စိတ်အာယုံထဲမှာတော့ငကားပွက်အိုင်ကမင်းကလေးရင်မြဝုန်းဒီကပဲနေရာယူထားပါတယ်ဟေးတီးဟာဒီနေ့တော့ထူးထူးခြားခြားစောလာကြည့်လားဘာဆေးမြစ်တွေများရခဲ့လဲရွာထိပ်ကလက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ဥဖိန်းကလမ်းမေးလိုက်ပါတယ်တီးဟာရင်ထိတ်သွားပေမဲ့လေတန်းကိုထိမ့်ပြီးပြန်ပြေးလိုက်တယ်ပုံမှန်ဆေးမိတချို့ပါပဲဦးလေးရဘာမှထူးထူးခြားခြားမရှိပါဘူးသူကတိအကိုင်နှုတ်လုံအောင်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့အိမ်ရောက်လို့အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့တီဟန်အံ့ဩသွားရပြန်တယ်ငကာဝတီပေးလိုက်တဲ့ဆေးမြစ်တွေဟာအမောင်သေးမှတောင်မိန့်ပြပြအလင်းရောင်ထွန်နေပြီးအခန်းတစ်ခုလုံးတင်းပြန့်တဲ့အနံ့တွေပြည့်နှက်သွားစေပါတယ်နောက်ရက်မှာတော့ရွာထဲမှာထူးခြားတဲ့သတင်းတစ်ခုပြန့်နှံ့လာပါတယ်ရွာသူကြီးရဲ့သမီးဖြစ်သူမင်းကြီးဟာလာပေါင်းများစွာကုမရပဲအိယာထဲလဲနေတဲ့ယောဂဝေဒနာကနေတီဟပေးတဲ့ဆေးမြစ်တစ်ဖေးကြောင့်ရုတ်တရက်တက်တာလာတာပဲဖြစ်ပါတယ်။တီဟမင်းသားတွေကိုဘဲကရတာလဲ။ဒါမျိုးငါတို့တက်မမြင်ဘူး။ရွာကဆေးဆရာကြီးကအံ့ဩတုန်လို့စွာမေးပါတယ်။တီဟဟာတောနတ်ထဲကပါလို့သာခတ်တူတူဖြေးခဲ့ပြီးမြဲရွာသားတွေရဲ့တန်တရားကိုတော့တားဆီးနိုင်ခဲ့ပါဘူး။အထူးသဖြင့်ရွာကလူမိုက်ကြော်စွာကတီဟရဲ့အိမ်ထဲမှာအလင်းတောက်နေတဲ့ဆေးမြစ်ဒီကိုမြင်သွားပြီးနောက်သူ့နောက်ကိုတောက်လျှောက်ခြေလာခံလိုက်ပါတော့တယ်။တညမှာတော့တီဟအိမ်မက်မက်လိုက်တယ်။အိမ်မက်ထဲမှာငကာဝတီကရေပြင်ပေါ်မှာရက်နေပြီးသူ့ကိုစိုးရင်တကြီးကြီးနေတယ်။တီဟရှင့်စီမှာရှိနေတဲ့ဆေးမြစ်တွေကတကိုးရှိသလိုဘေးအန္တရာယ်လည်းရှိတယ်။လူတွေရဲ့လောဘကရှင့်ကိုဒုက္ခပေးလိမ့်မယ်။သတိထားပါ။တီဟလက်နိုးလာတဲ့အချိန်မှာတော့သူ့အိမ်ရှိမှာခြေတံတွေကြားလိုက်ရတယ်။ကြော်စွာနဲ့သူ့လူတွေဟာတီဟရရှိထားတဲ့ရွှေဆေးမြစ်တွေရဲ့လှိဝက်ချက်ကိုသိဖို့အတွက်ချောင်းမြောင်းနေကြတာပါတီဟသိလိုက်ပါပြီသူဂရိတီးဖို့စ조사နေပေမဲ့အခြေအနေတွေကသူ့ကိုငကားပေါ်တိုင်းစီပြန်သွားဖို့ထုံအားပေးနေတယ်လို့ပါပဲငကားဝတီကိုအန်ဒီရဲ့ကင်းအောင်သူဘလို့ကာကွယ်ပေးဟမ်လဲ